ပဲခူးမြို့မှာလာရောက်ရိုက်ကူးတဲ့ DVB တပိတ်ဖြစ်ပါတယ်ရေဘေးကြောင့်ရွေးကောက်ပွဲကိုတက်ရောက်မှုတွေရှိနိုင်မလားဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးနေကြတာဖြစ်ပါတယ်ဒီနေ့ပွဲတစ်ပွဲလုံးကိုခြုံပြီးတော့ကတ်တွန်းနဲ့ရေးဆွဲသရုပ်ဖော်မဲ့ကတ်တွန်းစိုးတော်တာဖြစ်ပါတယ် Facebook ကနောက်မေးခွန်းတစ်ခုကျွန်တော်ဖတ်ပြချင်ပါတယ်ဒီမိုးအောင်ဆွဲနာမည်နဲ့ရေးထားတာပါဒီအချိန်မှာပြည်သူတွေမျက်နှာကြည့်မလားအာဏာရဖို့အရင်လုပ်မလားအဲ့တော့ဦးဝင်းမြင့်အောင်စပြောရင်ကောင်းမယ် အာနာရဖို့ကတော့နောက်ပါထားမှာပေါ့ပြည်သူမျက်နှာပဲကြည့်ရမှာပေါ့ ဦးမြင့် ကျွန်တော်တို့ပါတီရဲ့လှုပ်ဆောင်ချက်တွေအားလုံးအတိပဲဖြစ်မှာပါကျွန်တော်တို့ကပြည်သူမျက်နှာမူတဲ့မူနဲ့ကျွန်တော်တို့ကသွားတယ်ကျွန်တော်တို့28ရက်နေ့မိုးတားရွာတယ်ရည်ကြီးတယ်ဆိုအဲ့ဒီနေ့ကိုရောက်သွားပြီးတော့ကျွန်တော်တို့ကဆင်းကြည့်တယ်ကြည့်ပြီးတဲ့အခါကျတော့ဒေတာမှာဖြတ်ပြီးတော့တနင်္ဂနွေမှာလှုပ်ဆောင်နေတာဖြစ်ပါတယ်နောက်ပြည်သူမျက်နှာကိုဟုတ်လားဘယ်လောက်ကြည့်လဲဆိုတာပြည်သူကနေပြီးတော့အဆုံးဖြတ်ပေးပါလေဒါနဲ့ပတ်သက် ဦးအောင်နိုင်ဆွေ ပြည်သူရဲ့အကျိုးကိုဦးစားပေးဆောင်ရွက်ပြီးတော့ပြည်သူတွေရဲ့ဆန္ဒကိုလိုက်လျောပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ် စကလုံးအရာပြောလို့ကောင်းတယ်နော်တကယ်ရောလုံးမှာလား တကယ်လို့ရမှာပါဒါ စမ်းနေ အာဏာရဖို့တဲ့ပြည်သူရဲ့အကျိုးကိုရှေ့ရှုပြီးတော့မှအလုပ်လုပ်ဖို့ပဲသင့်ပါတယ် ဒါဆိုပေးတဲ့လက်ဒါဆိုပေးတဲ့လက်ဟောဒီမှာစာရ ကျွန်တော်ပြောချင်တဲ့အဓိကပါလဲဆိုတော့ရွေးကောက်ပွဲကိုနောက်ဆုတ်ပေးတင်ပါတယ်။ဘာဖြစ်လို့ဖြစ်တင်လဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကကျွန်တော်ကိုယ်တိုင်မကွေးတိုင်းပွင့်မြူသွားပြီးတော့ရေဘေးကယ်ဆယ်ရေးလုပ်ခဲ့ပါတယ်။ပွင့်မြူမှာကျွန်တော်ရောက်တဲ့အချိန်မှာကယ်ဆယ်ရေးတွေများတဲ့အတွက်ကျွန်တော်မင်းဘူးဆက်သွားပါတယ်။မင်းဘူးကနေစလင်းကိုဆက်သွားတယ်။အဲ့ဒီစလင်းမှာကျွန်တော်ရောက်တဲ့အခါကျတချို့ရွာတွေမှာရွာလုံးကျို့မြုပ်သွားတယ်။တချို့ရွာတွေမှာကမ်းမပြုတ်ပြီးရွာလုံးကျို့ပါသွားတယ်။ဘယ်တိုက်ခံပါတီမှမရောက်ခဲ့ဘူး။ဘယ်အာဏာရပါတီမှမရောက်ခဲ့ဘူး။ကျွန်တော်တို့ပြည်သူတွေအဲ့မှာဒုက္ခတော်တော်ရောက်နေတယ် ကျေးဇူးတင်ပါတယ်အဲ့တော့ဒီမှာအာဏာရပါတီရောအတိုက်ခံပါတီရောမရောက်ခဲ့ဘူးလေဘယ်လိုလုပ် ကျွန်တော်တို့ဒီပေါ့လေတချို့နေရာတွေလည်းမရောက်တာရှိပါရှိနိုင်ပါတယ်သို့တော့ကျွန်တော်တို့ကဒီရွေးကောက်ပွဲနဲ့ဒီအစိုးရအပြောင်းလဲကိုဘာလို့လိုချင်လဲဆိုတော့ပို့ပြီးတော့စီမံအုပ်ချုပ်မှုကောင်းတဲ့ပို့ပြီးတော့ပြည်သူကိုတာဝန်ယူတဲ့တာဝန်ခံတဲ့အစိုးရကိုသူ့အချိန်ကကျွန်တော်တို့ဖြစ်ချင်ပါ ဆိုတော့ NLD ကပိုကောင်းအောင်လုပ်နိုင်မယ်လို့ ကျွန်တော်တို့ကတော့ယုံကြည်ပါတယ်ပြည်သူကဟာလာရွေးချယ်လိုက်တဲ့အဖွဲ့ပေါ့ NLD ရမဟုတ်ဘူးပြည်သူကခုနဦးရင်းမြင့်ပြောသလိုပဲသူတို့မှာအတွေ့အကြုံတွေအသိပညာဘ ഹു တုတာတွေမနှိမ့်ပါဘူးဒါသူတို့ရွေးချယ်လိုက်တဲ့လူတွေဟာတာဝန်ခံတဲ့အစိုးရဖြစ်ဖို့လို့ပို့ပြီးတော့ပြောလိုက် အာဏာရပါတီမရောက်ဘူးလေ ကျွန်တော်တို့ကတော့ဘာပဲဖြစ်ဖြစ်အကျဉ်းအားဖြင့်ကျွန်တော်တို့ကသဘောတူတယ်ရွေးကောက်ပွဲမရွှေ့ဘူးဆိုတော့ အဲ့လိုပြောနေရ သ မှာ ဘောတူတယ်ဘာလို့သဘောတူလဲဆိုတော့ခုနကတော့ပြောသလိုပေါ့ကိုဟိတ်ချက်ပြောသလိုကျွန်တော်တို့မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာပြည်ခိုင်ပြောမရှိတဲ့ရွာပြည်ခိုင်ပြောမရှိတဲ့မြို့တစ်မြို့မှမရှိဘူး ဒါပေမဲ့မရောက်ဘူးလေပြောနေပြီ မဟုတ်ဘူးလေ तू သွားတဲ့အချိန်မှာမရောက်တာနေမှာပေါ့ဟုတ်တယ်မလားဘာလဲဆိုတော့ तू ကတည့်ရက်တဲ့ဟို तू ကတည့်ရက်တဲ့အဲ့ဒီမှာရေကြီးနေ10ရက်ကြာတယ် तू 10ရက်လုံးနေမလားသဘောတရားဟုတ်လားအဲ့တော့ကျွန်တော်တို့က9ရက်နေပြီးတော့ तू လာတဲ့အချိန်မှာမရှိတာဖြစ်တယ်ဒီလိုပဲ NLD ကဝင်သွားတယ်မရှိတော့ဘူး NLD ဝင်သွားပြီးတော့မရှိတော့တဲ့အချိန်မှာသူတို့ရောက်တာလည်းဖြစ်နေတယ်ဒါပေမဲ့ချင်းတရာတော့ပြည်ခိုင်ပြော NLD ရောတော်တော်များများကိုကျွန်တော်တို့နေရာတိုင်းကိုကူညီနေတာ ကျွန်တော်ပြန်ပြောဖို့ပေးရမယ်နော် ဟုတ်ကဲ့ ကျွန်တော်တို့အဲ့ဒီစင်ပြူကျွန်းကိုရောက်တယ်စင်ပြူကျွန်းကနေကျွန်တော်တို့အဲ့စင်မကျွန်းဆွဲရွာဆက်သွားတယ်စင်မကျွန်းကရွာ900ရှိပါတယ်ရွာ600ရှိတယ်မြုပ်သွားပါတယ်ရွာ300ပဲကျန်ပါတယ်ဖုံကြီးရောက်ပဲအဲ့မှာပေါ်ခဲ့ပါတယ်ကျွန်တော်တို့ရောက်တဲ့အချိန်မှာရှေ့မှာဘာကယ်စေရေးဘယ်အထောက်ပံ့မှမရခဲ့ပါဘူးကျွန်တော်တို့ရှေ့မှာမန္တလေးအဖွဲ့လူတဲ့တစ်ဖွဲ့ပဲရောက်ခဲ့ပါတယ်အဲ့ဒီအတွက်ဟိုအာဏာရပါတီရောအတိုက်ခံပါတီရောမရောက်ခဲ့ဘူးဆိုတာကျွန်တော်တို့မှတ်တမ်းလည်းရှိပါတယ်တက်တည်လည်းရှိပါတယ်အဲ့ဒီအကြောင်းကဆရာတော်ကိုယ်တိုင်လည်းတက်တည်ခံနိုင်ပါတယ် ကျေးဇူးတင်ပါတယ်ဒီဘက်က ဒီတော့ရေဘေးတွေနဲ့ကြုံတွေ့နေရတဲ့အချိန်မှာလယ်သမားတွေကတအားဆုတ်ပြတ်တတ်ကုန်အဲ့တော့ဆုတ်ပြတ်တတ်တဲ့နေရာမှာဒီရွေးကောက်ပွဲကျွန်တော်တို့ကရွှေ့တိုင်းတည်ကြတယ်နောက်တစ်ခုကအတိုက်ခံပါတီဆိုတာကကျွန်တော်တို့ကအစိုးရကိုဆန့်ကျင်ဖို့ပါတီမဟုတ်ပြီးတော့ကျွန်တော်တို့ကအစိုးရအကူအညီတော့ကျွန်တော်တို့မလိုဘူးကျွန်တော်တို့ယူတာပြည်သူလူထုရဲ့အကူအညီပဲယူတာဒါကြောင့်ပြည်သူလူထုအကူအညီယူတာတွတ်တာကြောင့်ပြည်သူလူထုရဲ့ဆန္ဒအလျောက်ပြည်သူလူတွေကဒီလောက်ရေဘေးဒုက္ခတွေဆုတ်ပြတ်တတ်နေတဲ့အချိန်မှာဒီရွေးကောက်ပွဲမပြောနဲ့စားဖို့တောက်ဖို့တော့သူတို့မှာအမတန်ရုန်းကန်လှုပ်ရှားနေရတယ်ဒါကြောင့်ရွေးကောက်ပွဲကိုကျွန်တော်တို့ရွှေ့သေးခြင်းနဲ့ပြည်သူတယောက်နဲ့ပြောသေးတယ် ကျေးဇူးတင် ဒါ ပါ ပါ ဒီဘက်က ကျွန်တော်ဆွေးနွေးမဲ့အနေအထားကတော့ဟာလားရွေးကောက်ပွဲကိုမရွှေ့သင့်ဘူးဆိုတဲ့အနေအထားနဲ့ကျွန်တော်ဆွေးနွေးမှာဖြစ်ပါတယ်ဗမာပြည်ကိုအကြမ်းမြင့်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူနဲ့နိုင်ငံတော်ဟာအမြဲတမ်းတည်မြဲတဲ့လောကရန်တော်ရှိမယ်သို့တော့အဲ့ဒီပြည်သူနဲ့နိုင်ငံတော်နဲ့ရှင်လို့ရှိရင်နိုင်ငံရေးပါတီဆိုတာတေးသေးလေးတွေ small fries အဲ့ဒါလိုပဲအစိုးရဒီနိုင်ငံရေးပါတီတွေကဖြစ်လာမဲ့အစိုးရဆိုတဲ့ဥစ္စာတွေလည်းအမတန်သိမ်းဖွားပါလေ तू ကအနှိမ့်ဆရှိတယ်9နှစ်တခါအနှိမ့်ဆရှိတယ်ပြည်သူမကြိုက်တဲ့အချိန်အကုန်တင်ခါရပဲတွားမှာပဲ
အဲ့တော့ ငါးနှစ်တခါအိဋ္ဌအခုမှဖြစ်တာပါနှစ်ပေါင်းများစွာအဆက်ဆက်က မဟုတ်ပါဘူးအခုဖွဲ့စည်းပုံရတယ်နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ကပြန်လဲထူထောင်ရေးပါညာကိုလုံးမဲ့ကိစ္စကြီးอ่ะနော်ပတ်စံရှိတယ်ကျွန်တော်တို့မှာငွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရက်ပိုင်းလပိုင်းနဲ့အကုန်လုံးလုပ်ပေးလို့ရတယ်ဒီလူကြီးတသန်းကိုလည်းကျွန်တော်တို့တစ်နှစ်လုံးထမိကျွေးထားလို့လည်းရတယ်အိမ်နေဆောက်ပေးလို့လည်းရတယ် ဘယ်သူကကျွေးမှာလဲ သို့တော့အခုတိုင်းဒေသကြီးအစိုးရအဖွဲ့ကျွန်တော်ပဲခူးတိုင်းကိုတိတိကျကျပြောမယ်တိုင်းဒေသကြီးအစိုးရအဖွဲ့ကအစိုးရဘတ်ဂျက်ထဲကိုမဝင်မဲနဲ့ယူထားတဲ့ငွေတွေက US ဒေါ်လာ9နှစ်လောက်အတွင်းမှာ2ဘီလီယံအထက်ရှိတယ်။ဘာကြောင့်လို့ကျွန်တော်ပြောမယ်ဥပမာတစ်ခုပဲပြောမယ်။ကျွန်တော်တို့မြို့ဆောင်လမ်း17မိုင်3ပါလုံးရှိတယ်။သူတို့ထုတ်ပြီးတော့ချပေးထားတဲ့ငွေက US ဒေါ်လာ130.6ရှိတယ်။ အဲ့တော့လိုရင်းကအစိုးရဒီပတ်စံတွေသုံးလိုက်ရင်ရတယ်ရွေးကောက်ပွဲရွှေ့ ဒီ ကြမလို့ ပတ်စံတွေအကုန်လုံးကိုကျွန်တော်တို့ပြန်ပြီးတော့ပြည်သူလူထုကနေပြီးပြန်ရပြီဆိုလို့ရှိရင်ဒီဥစ္စာရက်ပိုင်းလပိုင်းနဲ့ပြီးဒါကြောင့်မလို့အစိုးရကကျွန်တော်တို့ရွေးကောက်ပွဲလုပ်ဖို့ပဲလိုတယ်အစိုးရပြောင်းသွားဖို့ပဲလိုတယ်ကြံ့ခိုင်ရေးရပဲနိုင်ဘယ်ပါတီရပဲနိုင်လူတွေပြောင်းသွားဖို့လိုတယ်ဒီလူတွေနဲ့ကတော့ကျွန်တော်တို့ဆက်ခံ ကျေးဇူးတင်ပါတယ်အဲ့တော့ဦးဆောင်ဦးခဏထိုင်ပါဦးအလှည့်ပေးပါမယ်လောဆယ်ဦးဆောင်ဆွေးနေသူတွေကအလှည့်မရအောင်ဖြစ်နေပါလေအဲ့တော့ဒီဘက်ကဦးအောင်နိုင်ဆွေနဲ့ဦးစန်းနေနဲ့ကိုကျွန်တော်အလှည့်ပေးခြင်းပါတယ်နော်ပေးသားပိုတက်ကြွနေဦးဆောင်ဆွေးနေသူတွေကပြောစရာအလှည့်မရအောင်ဖြစ်သွားမယ်အဲ့တော့ရွေးကောက်ပွဲကိုရက်မရွှေ့လည်းရတယ်အစိုးရမှာဘတ်ဂျက်တွေရှိပြီးသားပတ်စံတွေရှိပြီးသားအစိုးရကတကယ်တမ်းသုံးလိုက်ရင်ဒီပြည်သူတွေကိုကျွေးထားနိုင်တယ်ပြန်လည်ထူထောင်ရေးတွေမြန်လုပ်နိုင်ရွေးကောက်ပွဲရက်ရွှေ့စရာလက်ခံတာဦးစန်းလက်ခံတာဦးအောင်နိုင်ဆွေလက်ခံတာဦးမျိုးလည်းပြောလို့ရတယ် တကယ်တမ်းဝဒဆရာကြီးပြောသလိုလုပ်ပေးနိုင်မယ်ဆိုရင်တော့ဒါမရွှေ့တာကောင်း ဆိုရ30ရှိတဲ့ပတ်စံကိုသုံးလိုက်ရင် သုံးလိုက်တာကိုသုံးလိုက်ရင်တော့ဒါအဆင်ပြေပါတယ် အမှားအစိုးရရဲ့ခြစားမှုတွေကတော်တော်ကြီးကျယ်တယ်ဗျဒါကျွန်တော်တို့ဒါခုဒီတစ်လပိုင်းတစ်လကျော်2လလောက်မှာဆိုတော်တော် hot တဲ့သတင်းတွေတကယ်လို့ဒီငွေဒါပေါ့ဗျအစိုးရပြည်သူပိုင်းပြန်ပြီးတော့ဖြစ်အောင်သိမ်းနိုင်လုံနိုင်မယ်ဆိုလို့ရှိရင်ပြန်လဲထူထောင်ရေးတွေမှာအများကြီးထိထိအောင်လုပ်နိုင်မယ်လို့ခုနကတော့ဆရာစုမြတ်တန်းထောက်ပြတယ်လို့ကျွန်တော်ယုံကြည်ပါတယ် ဦးစန်းလင်း သူတို့ပြောသလိုပေါ့နော်ဒီပြည်သူ့ဘဏ္ဍာကိုရအောင်လုပ်မယ်ဆိုလို့ရှိရင်စီးရင်စရာတွေနဲ့ကျွန်တော်ကစီစစ်ရအောင်မှလည်းဆိုလို့ရှိရင်တစ်နှစ်လောက်ကြာရင်လည်းကြာသွားမယ်အများရွေးမယ်လို့ဖြစ်ခဲ့လို့ရှိရင်လည်းပဲအခုဟို ARD ပါတီနှစ်ပါတီပေါ့နော်နှစ်ပါတီကသူတို့က ready ဖြစ်နေတယ်ကျွန်တော်တို့ပါတီ80ကျော်တဲ့အထက်မှာဥပမာပြည်ခိုင်မျိုးဆိုလို့ရှိရင်ဟိုဒုက္ခရောက်တဲ့လူမရှိဘူးစာဝန်တွေအစင်မပြေတဲ့လူမရှိဘူးလက်ရှိနိုင်ငံတော်ရဲ့လက်လာကိုစားနေတဲ့ပုံကိုယ်တွေများတယ် အဆင်ပြေတယ် နော်အဲ့တော့သူတို့လက်ရှိအတိုင်းပဲဆက်သွားမယ်ဆိုရင်ကျွန်တော်တို့ကြံတဲ့ပါတီလေးတွေကကိုယ်စားလှယ်လေးလည်းတက်ခွင့်မရှိဘူးတက်ဖို့လည်းအင်မတန်အားနေတယ်ဘယ်ကိုပြန်ဥတီသွားမလဲဆိုတော့ကကြတော့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီက62ခုနှစ်ကတော့88အတွင်းရောက်တဲ့တပါတီစနစ်ပုံစံမျိုးပြန်ဖြစ်သွားလိမ့်မယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့ဥတီရှောင်နေတာဒီပါတီစုံဒီမိုကရေစီနိုင်ငံတော်ထူထောင်မယ်လို့ကျွန်တော်တို့ကပြောတဲ့အတွက်ကြောင့်ကြံတဲ့ပါတီတွေပါဖို့အတွက်ကိုကျွန်တော်တို့ကဒုက္ခရောက်နေတဲ့အချိန်ကာလလေးပါအနောက်ကိုအနှဲငယ်ရွှေ့ပေးရင်တော့အားလုံးပါတီတွေပါနော်ပါဝင်ခွင့်ရမယ်လို့မြင်ပါတယ် ဒီနေ့ကျွန်တော်ဆွေးနွေးနေတဲ့အကြောင်းအရာကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ debate လုပ်နေတာဖြစ်ပါတယ်လက်ရှိကြုံတွေ့နေရတဲ့ရေပေးကြောင့်ရွေးကောက်ပွဲအပေါ်ဘလို့တက်ရောက်မှုရှိသွားမလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့ခေါင်းစဉ်ထားပြီးတော့ဆွေးနွေးနေတာဖြစ်ပါတယ်ဒီမှာကျွန်တော်ဘာသွားတွေ့ရလဲဆိုတော့ဥဆောင်ဆွေးနွေးသူ၄ဦးကပေးသက်ဖိအောင်နည်းနည်းခံနေရပါတယ်ပေးသက်ကရွေးကောက်ပွဲရက်ရွှေ့ရမှာပေါ့ဆိုသူတို့ကလည်းရွှေ့ရမှာပေါ့ဖြစ်သွားတယ်ပေးသက်ကရွေးကောက်ပွဲရက်ရွှေ့ရမလို့ဘူးဒီအစိုးရဘတ်ဂျက်တွေသုံးလိုက်ဆက်သွားလို့ရသူမရွှေ့တော့ဘူးဖြစ်သွားတယ်အဲ့တော့ရွှေ့မှလားမရွှေ့ဘူးလားပြန် ကျွန်တော်ကတော့ပြောင်းလဲဥစားတွေကရွှေ့စရာမလိုဘူးဘာလို့လဲဆိုတော့ ကျွန်တော်ကတော့ဒါစီမံခန့်ခွဲမှုပဲဗျဟုတ်လားကျွန်တော်တို့တခြားနိုင်ငံတွေမှာလက်ဒီလိုကျွန်တော်တို့လိုပဲစိုးစိုးဝါးတွေဖြစ်တာပဲအဲကြိုတင်ကာကွယ်မှုတွေကိုတိကျလုံနိုင်တယ်လို့ဖြစ်တဲ့အချိန်မှာအစိုးရအဖွဲ့ကနေတော့ချက်ချင်းရောက်သွားတယ်အခုကျွန်တော်တို့ကတော့အခုကဘယ်လိုဖြစ်လဲဆိုတော့ပြည်သူကအရင်ရှေ့ရရောက်ပြီးတော့မှအစိုးရကတော်တော်ကြီးစိုးစိုးဝါးဝါးဖြစ်မှရောက်တယ်နောက်တစ်ခုက data ချက်လက်တွေကိုဘယ်တော့မှအစိုးရကမှန်မှန်ကန်ကန်ဖြစ်အောင်မကောက်နိုင်ဘူးဗျကျွန်တော်တို့ဒါတနက်ပင်မှာပြီးခဲ့တဲ့နှစ်ကဆိုရင်ဒီလိုပဲဖြစ်တယ်အဲ့တော့ဒီဟာတွေကိုကျွန်တော်တို့ကကောက်ပြီးတော့အစိုးရကိုလွှတ်တော်ကိုတင်တယ်အစိုးရတင်တယ်တမန်ရေးရှီကိုကျွန်တော်ကမြစ်တရခါစားပို့တယ်ဒီလေသမားတွေဟာဒီလိုပဲမရပါဘူးဧကမြောက်များစွာကြံနေပါတယ်တမန်ရေးကပြန်စည်းစစ်ခိုင်းတယ်သူ့ရဲ့အောက်ခြေကလိန်နဲ့ညာတဲ့ဟာလားမှတ်ချက်တွေအတိုင်းပဲသူကမပေးပါဘူး ကျွန်တော်တို့အဓိကကျွန်တော်တို့သွားမဲ့ခေါင်းစဉ်ကမရဘူးဖြစ်နေတယ်အဲ့တော့ကျွန်တော်ကအဲ့ဒါကိုကျွန်တော်နည်းနည်းတွန်းအားထပ်ပေးလိုက်မယ်ကိုမျိုးသားကျွန်တော်ကတော့မရွှေ့တဲ့ဘက်မှာကျွန်တော်ရှိတယ်ဟို sorry မားလို့ကျွန်တော်ရွှေ့စေချင်တယ် ဘာကြောင့်မားလို့မဟုတ်မားသွားလို့တကယ်
တကယ်ပေးရအောင်ကျွန်တော်ရှေ့ချင် ဒီဆရာရဲ့ပြည်သက်ဖိအားခံရပြီ ဟိုရွှေ့စေခြင်းနဲ့ရွှေ့စေခြင်းနဲ့အကြောင်းရင်းကျွန်တော်အလည်းငယ်ပြောပြမယ်နော်ကျွန်တော်တို့ကဒီရွေးကောက်ပွဲကိုလည်းဖြစ်စေခြင်းနဲ့တစ်ဖက်မှာလည်းဒါကသဘာဝဘေးဒဏ်ကြောင့်ဖြစ်လာတဲ့ဒီရေဘေးဒုက္ခကလည်းတစ်ချိန်နဲ့ပေါ်လာတော့ကျွန်တော်တို့ဟိုအစိုးရအနေနဲ့လည်းစဉ်းစားရတော့အရင်ခက်မယ်ပြ။နောက်ရွေးကောက်ပွဲဝင်တဲ့ပါတီလည်းဆုံးဖြတ်ရတာတော်တော်ခက်မယ်။ဒါပေမဲ့ဒီမှာကျွန်တော်တို့ကဟိုဂျားချပြီးတော့အလုပ်လုပ်ရတယ်လို့ကျွန်တော်ယူဆတယ်။ဂျားချပြီးအလုပ်လုပ်ရတယ်ဆိုတာဒီတကယ်ရေဘေးတင်းတဲ့ဒေသတွေကိုတော့ကျွန်တော်တို့ကခြံလက်ပြီးတော့မှခြံတဲ့နေရာကိုရွေးကောက်ပွဲလုပ်ပြီးတင်းတယ်ဒါကျွန်တော်အမြင် ကျေးဇူးတင်ပါဟုတ်ကျေးဇူးတင်ပါ ဟုတ်ကဲ့ ဟိုဘက်ဆရာ မိုးလေဝသပညာရှင်ဦးထွန်းလွင်ကဟောကိန်းတရားမှန်တာများပါတယ်အဲ့တော့သူဟောကိန်းမှန်ခဲ့ရင်ပုံတိုင်းနှလုံးလောက်လာပွဲအကြောင်းရှိပါတယ်ဆိုတဲ့ကကြတော့အခုပြောနေကြတာလက်ရှိပစ္စကအခြေအနေကိုပဲကောင်းအောင်လုပ်မယ်ကောင်းအောင်လုပ်လာမဲ့ future time future plan လေးမရှိသေးဘူးဆိုတဲ့ကကြတော့ဥပဒေအရပထမလွတ်တော်နဲ့ဒုတိယလွတ်တော်ချိတ်ဆက်မိမယ်ဆိုရင်နော်အစိုးရအဖွဲ့ပြန်ဖွဲ့နိုင်မှုလွတ်တော်ခေါ်ဖို့အတွက်ဥပဒေပြဿနာမရှိဘူးဆိုရင်ရွှေ့တာကောင်းပါလေ ကျေးဇူးတင်ပါတယ် ကျွန်တော်ရေဘေးအတွက်ကိုပြည်နယ်နဲ့တိုင်းတော်တော်များများရောက်ပြီးပါပြီပြည်သူတွေနဲ့ကျွန်တော်တိုက်ပြီးတော့လှူပါတယ်အဲ့ဒီခါမှာလုံးဝမရောက်သေးတဲ့ရွာတွေဟာကုညီမှုတဲ့ကိုကယ်ဆယ်ရေးအရင်ဆုံးတော့လိုအပ်နေပါတယ်အဲ့လိုနေရာတွေကတော့မဖြစ်မနေရွေးကောက်ပွဲရတော့ရွှေ့တင်တယ်လို့ကျွန်တော်ယူဆပါတယ်အခုကြံတဲ့ရေဘေးမသိတဲ့ဒေသတွေမှာတော့ရွေးကောက်ပွဲကိုပုံမှန်တိုင်းကျင်းပနိုင်နေကောင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ဆွေးနွေးဟုတ် ကျွန်တော်တို့ပဲခူးမြို့နယ်အနေနဲ့အခုမြို့နယ်တစ်ခုအနေနဲ့ကျွန်တော်ပြောမယ်ဆိုရင်တော့ဒီနှစ်ရေကြီးတဲ့အရာပဲခူးမှာနေတဲ့လူတိုင်းသိပါတယ်ဒါရေအကြီးဆုံးအချိန်မဟုတ်ပါဘူးဒါပေမဲ့လည်းကျွန်တော်တို့ပြည်ထောင်ချက်ခိုင်တဲ့ဘုံမျိုးပါတီအနေနဲ့ကျွန်တော်တို့ရေကြီးတဲ့နေရာတွေမှာရှိတဲ့နေရာတွေအကုန်လုံးကိုတော်တော်များများကိုအချိန်နဲ့တပင်းကြီးကျွန်တော်တို့လိုက်လံပြီးတော့ကူညီပါတယ်တခုရှိတယ်ခုနရွေးကောက်ပွဲကိုရေကြီးမှုနဲ့တက်ရောက်တဲ့အယူဆလေးနဲ့ကျွန်တော်အနေနဲ့ပြောရရင်တော့ခုနအရှိရဆရာတို့ပြောသွားသလိုပဲတိတ်ဆိုးရတဲ့ဒေတာတွေကိုတော့အကန့်အသတ်ကလေးနဲ့ထားပေးမယ်ဆိုရင်တော့ပိုအဆင်ပြေမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ အခုတော့ပစ္စမမြောက်ဥဆောင်ဆွေးနွေးသူလို့ကျွန်တော်တို့သတ်မှတ်တဲ့88ငင်းငင်းနဲ့ပွင့်လင်းလူဖွဲ့စည်းကဦးမင်းစေရရဲ့ပါဝင်ဆွေးနွေးထားချက်ကိုကြည့်ကြအောင်ဗျာ ကျွန်တော်အနေနဲ့ကဒီနေရာမှာကျွန်တော်ဒီကရာပြောချင်တာကရွေးကောက်ပွဲကိုရွှေ့ဆိုင်နိုင်လို့ပဲသုံးသက်ရွေးကောက်ပွဲကိုမရွှေ့ဆိုင်သင့်ဘူးလို့ပြောပေါ့နော်မြည်လို့ပဲဆိုစကားမျိုးကျွန်တော်အမြင်ပြောရမယ်ဆိုတော့2015နိုဝင်ဘာ10ရက်နေ့မှာကျင်းပမယ်ပါတီဆိုဒီမိုကရေစီရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပရမယ်လို့ကျွန်တော်ခံယူတယ်နော်မြည်သည့်အကြောင်းများချက်မှာကျွန်တော်လက်မခံဘူးလက်ခံလို့လည်းမသိဘူးဘာဆိုတော့ဒီ2015ရွေးကောက်ပွဲဟာကျွန်တော်မြန်မာနိုင်ငံရဲ့အနာဂတ်ကိုပါဖန်တီးပေးမဲ့ရွေးကောက်ပွဲလို့ကျွန်တော်ပြည်သူတက်လုံးကမျှော်လင့်ချက်ကြီးစွာနဲ့စောင့်နေတာလက်ရှိဖြစ်ပေါ်နေတဲ့အနေအထားရဆိုရင်ပြည်သူတွေရဲ့ရွေးကောက်ပွဲမှာစိတ်ဝင်စားမှုကပို့ပြီးတော့ကြာသွားမှာကျွန်တော်စိတ်ပူတယ်တနည်းအားဖြင့်ပြည်သူတွေမျှော်လင့်ချက်တွေပို့ပြီးတော့ဝေဝါးသွားတယ်ပြည်သူတွေမျှော်လင့်ချက်တွေပို့ပြီးတော့ကုန်ခန်းသွားမယ်ဆိုရင်ရွေးကောက်ပွဲပေါ်မှာကျွန်တော်တို့ရဲ့စ조사မှုတွေကျွန်တော်တို့ရဲ့ဒီ free and fair ဖြစ်အောင်ပေါ့နော်လှုပ်ဆောင်မှုတွေကကျွန်တော်အလားအသားဖြစ်သွားမယ်အဲ့တော့အခုချိန်မှာရေဘေးပြဿနာအပြင်ခုနကနိုင်ငံရေးတည်ငြိမ်မှုပါလှုပ်လို့ရှာဖြစ်နေတဲ့ခါကျတော့သူ့ရဲ့နောက်ဆက်တွဲဖြစ်တဲ့ရွေးကောက်ပွဲပေါ်ထိခိုက်မှာကိုလည်းပြည်သူများစိုးရိမ်နေတယ်အဲ့တော့ပြောချင်တဲ့ဘောကကျွန်တော်ရဲ့ခြုံငုံသုံးသပ်ချက်ရပါတော့ဒီ2015နိုဝင်ဘာ10ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲသည်လက်ရှိဖြစ်ပေါ်နေတော့သဘာဝဘေးအန္တရာယ်ခက်ခဲနောက်နိုင်ငံရေးအကြက်တဲလုံခြုံရေးအကြက်တဲတွေကိုအကြောင်းပြပြီးတော့နော်ရွေးကောက်ပွဲကိုရွှေ့ဆိုင်တာမျိုးဆိုရင်တော့ကျွန်တော်လုံးဝလက်မခံပါဘူးအစိုးရကနေပြီးတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ထိခိုက်နိုင်မဲ့အလားအလာတွေကိုရော့နေနိုင်မှာရော့နေအောင်နော်ပွင့်လင်းမြင်သာမှုနဲ့ထိတိယောက်ကင်တွယ်နေကြောင်းကိုသူတို့ထိတိကျကျပြနိုင်မယ်ဆိုရင်တော့ပြည်သူတွေပူပန်မှုတွေသောကတွေဝေဝါးမှုတွေရော့နေသွားမယ်ဒါဆိုရွေးကောက်ပွဲမှာအယုံဆိုင်မှုတွေပြန်ဖြစ်လာလိမ့်မယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ပြည်သူတွေရဲ့ငကိုစိုးရိမ်စိတ်အပြင်ပေါ့နော်လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေလက်ရှိဖြစ်ပေါ်နေတဲ့သဘာဝဘေးအန္တရာယ်အခြေအနေရဆိုရင်ရွေးကောက်ပွဲပေါ်ထိခိုက်လာနိုင်တယ်